AI နဲ့ရန်ပေါ်များနေတဲ့ခက်ကြီးမှာကိုယ့်ရဲ့ကိုယ်ပိုင် skill တွေကတကယ်ပဲမလိုအပ်တော့ဘူးလား AI ကိုဓာတ်ပုံထုတ်တာဗီဒီယိုထုတ်တာတွေလူတိုင်းလုပ်နိုင်ပေမဲ့ဒါတွေကကိုယ့်ရဲ့ကိုယ်ပိုင် skill တွေတော့မဟုတ်ပါဘူးလူတိုင်းမလုပ်နိုင်တဲ့အလုပ်ကိုလုပ်နိုင်တာကဒါကိုလည်းစမ်းသစ်တယ်လို့ခေါ်ပါတယ်ဒါဆိုရင် skill အသစ်တွေကိုဘယ်မှာလေ့လာကြမှာလဲ career တစ်ခုကိုရွေးချယ်တဲ့အခါမှာကိုပထမအဆုံးတက်လိုက်တဲ့သင်တန်းကအရေးကြီးပါတယ်အဲ့ဒီသင်တန်းကကိုဘွားရဲ့ career လမ်းကြောင်းကိုဘယ်လောက်ထိလှုပ်ဆောင်ပေးနိုင်တယ်ဆိုတာလည်းပို့ပြီးတော့အရေးကြီးပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မြန်မာ Creative Institute ရဲ့ founder ကောင်းထက်သူပဲဖြစ်ပါတယ်ဝါနာပါတဲ့အရာတစ်ခုကိုသင်တန်းတက်ဖို့ရွေးချယ်တဲ့အခါမှာနီးမှန်လမ်းမှန်ဖြစ်ဖို့လိုပါတယ်အချိန်ကြာကြီးလေ့လာနေပေမဲ့ဖြစ်ထွန်းတဲ့လောက်မဖြစ်ထွန်းဘူးဆိုရင်တော့ဒါနီးလန်းမားနေလို့ပါပဲအတွေ့အကြုံတစ်ခုရတယ်ဆိုပေမဲ့အစားထိုးလို့မရနိုင်တာကတော့အချိန်ပါပဲလူငယ်ဘဝရဲ့စိတ်အားဉာဏ်ရည်တန်ဆွမ်းမှုတွေကတော့အစားထိုးလို့မရနိုင်ပါဘူးဒီတော့အချိန်ကိုအကျိုးရှိရှိအသုံးချလိုက်ကြပါစို့